ကျွန်တော်စာမွေးပွဲဖြေဖို့ဘန်ကောက်ကိုပြန်ရတော့မယ်လို့အဖိုးကိုပြောလိုက်တယ်စာမွေးပွဲသွားဖြေပါအဖိုးဘလောက်ခံမလဲမသိဘူးလို့သူပြောတယ်အဖိုးစကားကြောင့်ကျွန်တော်စိတ်မကောင်းထက်သွားပေမဲ့စာမွေးပွဲကလွှဲမလို့ရဘူးဘန်ကောက်ပြန်တဲ့ကားပေါ်မှာကျွန်တော်အိမ်မက်တစ်ခုမဲ့တယ်အဖိုးကကားကြီးတစ်စီးပေါ်တက်သွားပြီးအဖွားကိုတေချာဆောက်ရှောင်တော့လို့လှမ်းပြောတယ်ဘန်ကောက်ရောက်လို့မကြခင်ပါဘူးဖုံးဆက်လာတယ်အဖိုးဆုံးသွားပြီတဲ့ကျွန်တော်စာမွေးပွဲမဖြေဖြစ်တော့ဘူးရွာကိုချက်ချင်းပြန်လာတယ်အိမ်ရောက်တော့အတူပါအခမ်းအနားစနေပြီကျွန်တော်အဖိုးကိုအရင်တွေ့ချင်နေခဲ့တယ်တခြားတရေတွေကိုမြင်ရပြီမဲ့ကို့အဖိုးဝိညာဉ်ကိုကြတော့ဘာလို့မမြင်ရတာလဲညဘက်လူတွေအိတ်ချင်မှာကျွန်တော်အဖိုးရဲ့ခေါင်းရင်းမှာတယောက်တည်းထိုင်ဆောင်နေခဲ့တယ်ဒါပေမဲ့ဘာမှမတွေ့ဘူးလုံးဝတိတ်ဆိတ်နေတယ်ရွာကပြမနာဆရာကြီးကအဖိုးလမ်းပြောင်းနေတာနေမယ်အတူပါပြီးမှရောက်လာလိမ့်မယ်အတူပါကိစ္စတွေပြီးသွားတဲ့ညမှာအိမ်သားကိုတွားပြီးပြန်လာတဲ့အခါအိမ်အောက်ထက်ကွတ်ပစ်ပေါ်မှာအရေးတစ်ခုထိုင်နေလာကိုကျွန်တော်လမ်းတွေ့လိုက်တယ်တေချာကြည့်လိုက်တော့အဖိုးအဲ့ဒီမှာထိုင်နေတယ်ကျွန်တော်သွားနှုတ်ဆက်မလို့လှုပ်တော့မှာဘုန်းကြီးဟောဖို့ရဲ့တရားကိုသွားတတိရလိုက်တယ်ဒေးသွားတဲ့သူဆိုရင်ဘလောက်ပဲကြစ်သွားနှုတ်ဆက်ရဘူးတယ်ကျွန်တော်ကြည့်နေလိုက်တယ်နှလုံးသားထဲမှာအယမ်းနာကျင်နေရပြီကျောင်းပိတ်ရမို့လို့အခွားအဖော်ရအောင်အိမ်မှာတလလောက်ဆက်နေဖြစ်တယ်အဲ့ဒီတလလုံးနေတိုင်းကျွန်တော်အဖိုးကိုမြင်နေရတယ်ကိုချစ်တဲ့သူကလူမလို့ရတော့ဘူးဆိုလာကိုနေတိုင်းမြင်နေရတာငရေးကြနေတယ်လို့ပါပဲနောက်ဆုံးတော့ကျွန်တော်မခံစားနိုင်တော့ဘူးဘန်ကောက်ကိုပဲပြန်လာခဲ့တော့တယ်အဲ့ဒီနေ့ကစပြီးနှစ်လောက်ကြာတော့ကျွန်တော်အိမ်ကိုမပြန်တော့ဘူးကျွန်တော်အဖိုးကိုမချစ်လို့မဟုတ်ပါဘူးအဲ့ဒီမြေခွဲကိုထပ်မမြင်